ပရီးမီးယားလိဂ်ကတော့အခုဆိုရင်ရာသီဝက်ကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ဒင်းညာပွဲစဉ်နဲ့အပေးမှာပရီးမီးယားလိဂ်ရဲ့ရာသီတဝက်ကျိုးသွားခဲ့ပြီလို့ပြောမှာပါ။ရာသီဝက်မှာပဲရာသီဝက်ချန်ပီယံကထွက်ပေါ်လာခဲ့ပြီးတော့ထုံးစံတိုင်းအမှတ်ပေးစရာအဆင့်1ကနေဦးဆောင်နေတဲ့အာဆင်နယ်အသင်းပါ။အာဆင်နယ်အသင်းဟာရာသီဝက်ရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့ဦးနိုင်အမ်ရီရဲ့ဗီလာအသင်းကိုအင်ကွန်းမှာအခန့်ကစားခဲ့ပြီး4-1နဲ့စိုးသွမ်းပြလိုက်တာဖြစ်ပါတယ်။ဗီလာဆိုတာကပွဲတိုင်းကျော်အသင်းဖြစ်ပြီးတော့ပြည်တွင်းနဲ့ဥရောပကြားပြားများပြီးပွဲပတ်နေတာပါ။ဒီကြားတဲ့အဓိကစားမတွေဖြစ်တဲ့မက်တီကက်ရှ်ကာမာရိုတို့ဝါကတ်ပြည့်ပြီးပွဲပယ်ခံရတာတွေရှိပါတယ်။အာဆင်နယ်ဘက်ကလည်းအဓိကစားမဒီကတိုင်းဒုတိယရရှိသွားခဲ့တာကြောင့်မပါဝင်နိုင်ခဲ့ပါဘူး။နောက်ဆုံးဆယ်ဝဲဆန်နိုင်ပွဲရထားတဲ့ဗီလာကအမ်ဘရိတ်မှာမီးကုံရန်ကုန်ချမ်းပြဖို့အတွက်လာခဲ့တာပါ။ဒါပေမဲ့အာဒီဒါရဲ့ plan ကအလုပ်ဖြစ်ခဲ့ပြီးပရိုင်မှာဗီလာကိုသူတို့ရဲ့အကွက်တိုင်းရေလိုင်ကားလိုက်ကစားရင်ပင်မအောင်လှုပ်ပေးထားလိုက်ပါတယ်။ဒုတိယပိုင်းမှာတော့အာဆင်နယ်ကအမှန်ကန်ချမ်းပြခဲ့ပြီးသူတို့ရဲ့စက်ပိသွင်းကိုတွေကိုဂါရီရဲ့ခေါင်းတိုက်ချက်နဲ့စတင်ဖွင့်လှစ်ခဲ့ပါတယ်။ရိုင်းမရှိပေမဲ့တကူတော့တောက်ပနေတဲ့ဆိုဗီမန်တွေကတင်းကောင်းဆောင်အော်ရီဂန်ရဲ့ဖန်တီမှုကနေဒုတိယအုပ်ဆောင်ကိုထပ်မံသွင်းယူပေးခဲ့ပါတယ်။ဒါနဲ့မကပဲအလန်ဆာသွင်းကိုနဲ့လီဇန်ဒိုထရောဆက်ကလည်းနောက်တစ်ကောသွင်းယူပေးခဲ့တဲ့အခါအာဆင်နယ်တို့အနိုင်သေးကြခဲ့ပါတယ်။ဒုတိယရာကြောင့်ကာလာရှေလွဲချော်နေတဲ့ဂါရီရဲ့ဂျေဇူးကပါလူစားဝင်လာခြင်းစက္ကန့်ပိုင်းအတွင်းသွင်းကိုတကူထပ်မံသွင်းယူပေးခဲ့ပြီးတဲ့နောက်အာဆင်နယ်ပရိသတ်တွေအပျော်နှစ်ဆတိုးခဲ့ပါတယ်။အာဒီဒါကပုံမှန်ဆိုရင်တကူရပြီးတိုင်းကစားရှော့ချတတ်ပေမဲ့ဒီတစ်ခါတော့ဗီလာကိုအင်ကော်ပြီးအပီနှွာခဲ့တာပါ။ကောင်းလာပါကြီးရဲ့ဆိုတဲ့ဦးနိုင်အမ်ရီရဲ့တိုက်စစ်လဲဂိုးဘောတစ်ချိန်တော့မတည့်ပဲမိနစ်60လုံးရုန်းကန်ခဲ့ရပါတယ်။နာကျင်ကျုံမှာဝက်ကင်းကခြေပေါက်တကူတော့တွင်လိုက်ခဲ့ပေမဲ့ဒီဂိုးကနှစ်သိမ့်ခြေပါကိုဖြစ်နေခဲ့ပါတယ်။အာဆင်နယ်နှစ်သစ်မှာဗီလာပေါ်လက်စားခြေနိုင်ခဲ့ပြီးရာသီဝက်ချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုကလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ။